ဒီလက်အိတ်ကိုလေလံပစ်တာဆိုတာကျွန်တော်ရဲ့တကယ်ချင်းဖုံးကြော်နဲ့ကျွန်တော်တို့စဉ်းစားထားတာပေါ့နော်ကျွန်တော်ဒီမြန်မာပြည်ကvictim တွေပေါ့မန်လေးနဲ့စကိုင်းမှာဟိုမင်္ဂလင်လုပ်တဲ့အတွက်သူတို့အရန်ခက်ခဲသွားတဲ့လူတွေကျွန်တော်အရန်စိတ်မကောင်းဘူးအဲ့ဒါပြီးတော့တိတ်လည်းမတတ်နိုင်ဘူးเนาะကျွန်တော်တိတ်လည်းမတတ်နိုင်ဘူးဒါပေမဲ့အရန်ကူညီချင်တယ်ဆိုတော့ကျွန်တော်ဒီကျွန်တော်လက်အိတ်ကိုကျွန်တော်စဉ်းစားထားဘယ်လိုလဲဆိုတော့ဒီလက်အိတ်ကတော့ကျွန်တော်ရဲ့career မှာဆိုတော့ဒီကဟိုကျွန်တော်ရဲ့ career ထဲမှာဆိုတော့အရန်တန်ဖိုးရှိအရန်ကျွန်တော်စဉ်းစားထားအရန်ခက်ခဲတဲ့ပြန်ဖက်ပဲเนาะအလိန်ဆိုတာအရန်ခက်ခဲတဲ့ပြန်ဖက်ပဲဒီကတော့ကျွန်တော်ရဲ့ career state မှာတော့အရန်တန်ဖိုးရှိเนาะအဲ့တော့ဒီလေလံဖြစ်တာဘာဖြစ်လဲဆိုတော့ကျွန်တော်ကူညီပေးချင်တဲ့စိတ်ရှိတယ်အဲ့ဒါပြီးသူတို့စဉ်းစားနေလို့ပြောချင်တဲ့စိတ်ရှိတာပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်လေလံပြတာဖြစ်ပါတယ်အလိန်ကလာနေနဲ့ထိုးတဲ့ပွဲပေါ့နော်ဒီကတော့သူတို့ရဲ့ one championship မှာဆိုတော့သူတို့ရဲ့ open weight class ဆိုတာပွဲဒီပွဲပဲရှိဘူးတယ်အဲ့ပြီးတော့ဒီပွဲမတိုင်မင်လဲကျွန်တော်မြန်မာပြည်သားရန်စိုးရင်ဒီပွဲတော့ဆိုတော့အဲ့ဒါပြီးတော့ဒီပွဲမတိုင်မင်အမေစုနဲ့လဲကျွန်တော်တွေ့ဆုံရတယ်လေအဲ့တော့ဒီပွဲကတော့ကျွန်တော်တို့ experience ကတော့အရန်တန်ဖိုးတန်တဲ့ experience ဖြစ်ပါတယ်နော်အဲ့တော့စဉ်းစားကြည့်ရမလို့ဒီမြန်မာပြည်ကပြည်သက်တွေကျွန်တော်အရန်ကူညီပေးရဒီပွဲမှာအဲ့ဒါပြီးတော့အခုကလည်းကျွန်တော်ကူညီပေးရမယ့်အချိန်လည်းပြန်ရှိရနော်ဒါပေမဲ့ကျွန်တော်စိတ်မှာတော့မထိုးခင်ကျွန်တော်အမြဲတမ်းအားပေးရပြည်သက်တွေမြန်မာပြည်ပြည်သက်တွေကိုကျွန်တော်စဉ်းစားတယ်အဲ့ဒါပြီးဒီမန်လေးမှာဖြစ်တဲ့အချိန်မှာလည်းကျွန်တော်အရန်စိတ်မကောင်းအဲ့တော့သူတို့ပြန်ကူညီပေးချင်တဲ့စိတ်နဲ့လုပ်တာဖြစ်ပါတယ်အခုလေလံပြတဲ့အချိန်မှာဘယ်ရနှစ်ယောက်ရှိရနော်နှစ်ယောက်သုံးယောက်အခုဘယ်ရသူတို့ဝင်လာပြီမနေ့တနေ့ကနှစ်ယောက်ရှိရဒါပေမဲ့အခုကတခြားလေလံပြတဲ့ဟိုဘယ်ရလည်းအများကြီးဝင်လာပြီinformation အားလုံးကကျွန်တော် website မှာကျွန်တော် Facebook page မှာရှိရနော်ဘယ်မှာလုပ်မလဲဘယ်အချိန်မှာလုပ်မလဲဆိုတာကျွန်တော် information ကကျွန်တော် website မှာရှိတယ်အဲ့ဒါပြီးတော့ကျွန်တော်အခုလောလောဆယ် GoFundMe လည်းလုပ်ထားတယ်ဟိုကျွန်တော်နာမည်နဲ့ search လုပ်လို့ရတယ်အဲ့ဒီ GoFundMe တခုလုပ်ထားတယ်အဲ့ဒီ GoFundMe မှာလည်းသူတို့ donation တွေသူတို့ဝင်လာပြီအဲ့တော့ကျွန်တော်ဟိုဒီမန်လေးတိုင်းမှာစကိုင်းတိုင်းမှာဖြစ်နေတဲ့ဒီ effective victim ကိုကျွန်တော် directly ပို့ပေးမယ်နော်အင်္ဂလိပ်လိုပြောရင် hopeless ပေါ့နော်I felt very hopeless and I felt like I want to reach out and help I want to be there myself ဒါပေမဲ့အဲ့ဒါမဖြစ်နိုင်ဘူးနော်ဒီ affected လူတွေကျွန်တော်ပြောချင်တာတော့စိတ်တင်ထားပါနော်အားလုံးလည်းကျွန်တော် support လုပ်ပေးချင်တယ်သူတို့ကူညီပေးချင်တယ်အခုကူညီပေးဖို့လည်းကျွန်တော်လုပ်နေရနော်သူတို့ဆိုလည်းစဉ်းစားနေအဲ့တော့စိတ်တင်ထားပါလို့ကျွန်တော်တိုက်တွန်းချင်တယ်အခုလောလောဆယ်တော့ကျွန်တော်ကိုယ်တိုင်တော့တွားလို့မရသေးဘူးနော်ဒါပေမဲ့တနေ့ကျရင်ကျွန်တော်ရဲ့အမြင်မှာတော့ဘယ်တော့ဖြစ်မလဲမသိဘူးဒါပေမဲ့ကျွန်တော်ရဲ့စိတ်မှာပဲရှိမယ်ဆိုတော့မနေ့ကျွန်တော်ပြန်လာချင်တယ်နော်ပြန်လာချင်တယ်ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်တော့အသိအစမပြေသေးဘူးဟုတ်ကဲ့ကျွန်တော်လည်းအခုဆိုလည်းအသက်လည်းနည်းနည်းကြီးလာပြီနော်အဲ့တော့နောက်ဆုံးပွဲလာဘယ်တော့ရောက်မလဲဆိုတော့မသိသေးဘူးဒါပေမဲ့နောက်ပွဲကတော့ကျွန်တော်ရဲ့နောက်ဆုံးပွဲလည်းဖြစ်နိုင်တယ်အဲ့တော့ဒီပွဲမှာအကောင်းဆုံးကျွန်တော်မြန်မာပြည်သားတွေပျော်ရွှင်နိုင်အောင်ဆိုပြီးကျွန်တော်ကြိုးစားမယ်အဲ့ဒါပြီးတော့ဒီ training မှာကျွန်တော်အကောင်းဆုံးပဲကျွန်တော်ကြိုးစားမယ်အဲ့ဒါပြီးတော့အကောင်းဆုံးနိုင်အောင်ဆိုပြီးကျွန်တော်ကြိုးစားမယ်ပြောချင်တာတော့ကျွန်တော်ကဒီလိုမျိုးအခက်အခဲရှိနေတော့အချိန်မှာတော့Monday တရားနဲ့လိုက်ပြီးတော့ကောင်းတဲ့ဟာကိုကျွန်တော်လုပ်ရမယ်နော်အဲ့ဒါမျိုးစီလုံးညီညွတ်ပြီးတော့ကြိုးစားပြီးတော့အသက်ရှင်ရမယ်ကြိုးစားပြီးတော့ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ဆိုပြီးကြိုးစားရမယ်လို့ကျွန်တော်